nhà lý đâu mà mama đi quán xoay thêm nó mama đi cho mà leo là thì mới đó chỉ để đủ đấy ai ta thì nhau đi này nhau rồi cái anh đi nó quẹo không phải rồi đấy giờ anh chị cô ok aku lemi đó anh chị cô lemi đó aku belum gì belum xí lẽ belum xí aku lo cha đây hà đây cha lại đây hà cha sáu lâu vậy cha bốc là bốc cha sáu lâu vậy cha bốc qua đây nè cha đó belum lum lẽ belum lum chậmပြန်ဆိုင်မပြန်ဆိုင်ဖို့အချိန်မီပါဦးမလားမျိုးစဘာတွေရှိပါဦးမလား ဒီတစ်ပါးတွေကတော့မရှိဘူးမရှိတော့ဘူးပေါ့သူစားဝင်နေဘယ်လိုစားနေကြလဲ ဘယ်လိုစားနေဒီလိုပဲရှာဟမ် ဘယ်လိုဒီလိုပဲရှာတယ်ဘယ်လိုရှာတော့ ဒီနေ့တော့ဒီနေ့စားလေးပဲဘူးကြီး ဟုတ်လား ငါရှာဖားရှာလေးပဲဘူး ငါရှာငါတွေဘာတွေရလဲရှာလို့ရမယ်တော့ဝယ်စားမတူမရှိ မရှိရောက်ဖို့နေရလည်းမရှိ ဘူးရတယ်ပို့လို့ရကြည့်ပဲနော်ငပိလောက်ပြန်တော့ငပိလောက်ဝယ်မဲ့လို့မရှိ ဟုတ်လားမဟုတ်လေဟိုးမျိုးပြအောင်မပို့ဘူးလားငပိလောက်တော့ ပို့တော့လေဒီရစိတ်မကောင်း ဟုတ်လား တာနေ ဟုတ်လားဩ အန်ကြီးကုန် အန်ကြီးကုန်လား ဘုန်းကြီးပေးထားတာတော့အန်ကြီးရွာပေါ့ငကူကတော့ရွာချင်းအန်ကြီးကို ခုဆက်ဆန်းလာလူတာနော်ကျွန်တော်တို့ဘုန်းကြီးကျောင်းမှာခဏနေဆန်လေးနေနေပြီးပေးမယ်နော်ဝေးလေးတွေဝေးပေးမယ်နော်လာခဲ့လိုက်နော်မိသားစုတိန်တောင်စီပေါ့နော်ကိုစားလက်တယောက်နော် ဘာအပိုင်းမပြောမှမပြောတာ ကဲမျိုးပြကကတ္တရာလမ်းကြီးပေါ်မောင်းနေတဲ့တဝီဝီမှန်လုံစိန်ခံကားကြီးတွေဒီလိုနေရာမျိုးမှာမောင်းလို့ရပါမလားကဲကျွန်တော်တို့ဒီမိသားစုအိမ်လေးတိမ်ကိုကျွန်တော်ဝင်လေးလာလိုက်ပါမယ်သူတို့တွေဘယ်လိုနေကြလဲထိုင်ကြလဲစားကြလဲဆိုတာလေးကိုလက်တွေ့ကျွန်တော်မေးမြန်းပြပါမယ်ကဲအိမ်တော်စီထိုင်မှာအဲ့မှာပဲနေပါအိမ်လေးကိုကျွန်တော်အမှတ်တရရိုက်ချင်လို့ကလေးဘယ်နှစ်ယောက်နေသလဲကလေးက2ယောက်တဲ့အရှိရွှေ့ဖြည်းဖြည်းရွှေ့နာအိမ်လေးကိုရိုက်ပြီးလို့အမှတ်တရဟေးနေသမင်ရပတ်စံတော်ရမယ်သမင်သွားရောက်ရင်ကဲဘယ်နှစ်ယောက်နေလဲဒီအိမ်လေးမှာကလေး2ယောက်အိမ်တော်ဦးစီရောအိမ်တော်ဦးရောမှာမသားရှိလို့ မတအတူပါရှိလို့အတူပါရှိလို့သွားတယ်ပေါ့ဟလာအခုဘာနဲ့စားနေလဲစားရီတောက်ကြီးသူကတော့ပိုက်ချပိုင်ထောင် ပိုက်ချဖိုင်တောင်သမင်းရောနတ်မယ်ဟဲ့လားမမှန်ဘူးဘာစံပြုတ်တွေပါရောပြောရတဲ့အဆင်ရောက်ပြီလားဟမ်မရနေကြဘယ်လိုစားလဲ ရနေကြဒီလိုပေါ့လိုက်ချောက်ရှာစား လက်လျှောက်ရှာစားတာပေါ့ဩလက်လျှောက်ရှာစားရနေသေးတယ်ပေါ့ဒီဘက်လဲပါဦးကွာဒီဘက်လဲပါဦးကွာအာပါလူကြောရယ်ကောင်ရဟမ်လူကြောရယ်ကောင်ရအခုလိုအကူတွေဘယ်နှခေါက်လောက်ရောက်ပြီလဲဒီရွာကိုခေါက်မလာသေးဘူးလားဒါလူစိမ်းတွေပေါ့ပထမဆုံးရောက်လာလူစိမ်းတွေလူစိမ်းမပေါ့ဘူးအမျိုးတွေပါနော်ကျွန်တော်တို့က ဒီကားချင်းချင်းကတော့အမျိုးတွေ အမျိုးတွေကြီးပါပဲအရှင်နေเจ้าချင်းရခဏလေးမျိုးပြမှာအသက်ရှင်တဲ့လူနဲ့ကြီးလက်မှာအသက်ရှင်တဲ့လူဒါပဲကွာတာပဲ ဒီနေ့တော့သွားမယ်လားတော့ဒီလို ဒါအတူတူပဲ